မင်္ဂလာပါဒီနေ့မှာတော့ရခိုင်ရိုးရာလော်စာပြုလုပ်နည်းလေးကိုအားလုံးအလွယ်တကူလှူစားလို့ရအောင်ပြောပြပေးပါမယ်။အရင်ဆုံး6နာရီကြာရေစိမ်ထားတဲ့ကောင်းညင်းလေးကိုပေါင်းခံပြီးတော့ချက်သွားတဲ့အထိချက်ပေးပါမယ်။အခုလိုမျိုးကောင်းညင်းလေးတွေရလာပြီဆိုရင်တော့လော်စာပြုလုပ်ဖို့အတွက်ကျမတို့ပြင်ဆင်ပါတော့မယ်ရှင်။ဒါလေးတွေကိုအေးခံထားမှာဖြစ်ပါတယ်။အေးခံထားပြီးကောင်းညင်းလေးတွေဒီလိုရလာပြီဆိုရင်အရင်ကတ်နေတာဖြစ်တဲ့အတွက်အနေငယ်ကွဲသွားအောင်လို့ဇုံလေးနဲ့ခွဲပေးပါမယ်။အဲ့ဒီနောက်မှာကျမတို့ဈေးထဲမှာအလွယ်တကူဝယ်လို့ရတဲ့တက်စီလုံးလေးကိုထည့်ပြီးတော့ရောမွေပေးပါမယ်ရှင်။နည်းနည်းလေးကန့်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေနည်းငယ်ထည့်ပြီးတော့ဒီလိုလေးမွေပေးပါမယ်ရှင်။ကောင်းကြီး6လုံးသုံးထားတဲ့အတွက်ကျမတို့ကတော့တခြား30သားထည့်ပေးပါတယ်။ဒါလေးကိုလည်းကျမတို့ရောသမမွေသွားအောင်လို့ဒီချာလေးနဲ့နေပေးပါတယ်။ကက်စီစီဖြစ်နေရဆိုရင်ကျမတို့ရေလေးထပ်ထည့်ပေးပါတယ်။ဒီလိုပုံစံနဲ့ပဲကျမတို့ရေလေးထည့်လိုက်မှွေလိုက်နေပေါ့နော်ရေကိုတော့မမြုပ်တမြုပ်အခြေအနေလေးထားပြီးတော့အပေါ်ကနေပြပြလေးဖြစ်သွားအောင်ဇုံလေးနဲ့ဒီချာလေးပုံဖော်ပေးပါတယ်ရှင်လော်စာအချင်းပေါက်လာဖို့ကျမတို့3ရက်ဆောက်အောင်မှာဖြစ်ပါတယ်ဒီ3ရက်အတွင်းမှာလော်စာအိုးနောက်မှာကွန်းစားပြီးကျမတို့သွားလှန်ကြည့်တာမျိုးအိုးလှန်ကြည့်တာမျိုးပြီးတော့တခြားသောအနက်ပြင်းတဲ့အစားအစာတွေထားတာမျိုးလုံးဝမလုပ်ရပါဘူးဒီ3ရက်ပြီးသွားတဲ့အခါမှာလော်စာအချင်းပေါက်လာမှာဖြစ်ပြီးတော့ဘယ်လိုလေးဖြစ်လာမလဲဆိုတော့နောက်ဗီဒီယိုလေးမှာတင်ပေးပါမယ်